မင်္ဂလာပါရှင်လိပ်စာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့တိုက်ပွဲသတင်းမိုင်ဂျိုင်ကောလိပ်ရဲ့တတိယအကြိမ်မြောက်ဘွဲ့ချင်းမြင့်ချဲခန္ဓာပြုလုပ်တဲ့သတင်းနဲ့စစ်ကောင်စစ်တပ်စစ်ကြောင်းတွေကြောင့်ပူတာအိုမှဒေသခံများစိုးရိမ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအခွန်ကြစင်ပါရှင်။ကဲရမတုံးတမဟာအမနစကွန်တရင်းနေမြေလိုက်ကာစုကြာဂျေးရွာထက်ကွန်ဖြတ်ပါမှာဒီကနေ့ဧပြီလ6ရက်နေ့17နာရီခန့်ကစစ်ကောင်စစ်တပ်နဲ့ကေရင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စစ်တပ်တပ်မရှိနဲ့စကားခ15ခလာရ121စုပေါင်းတပ်အင်အားနေရာခန့်ပါဝင်တဲ့စစ်ကြောင်းဟာမုံခေါင်စစ်ကောင်စစ်တပ်မှကားလေးစီးဖြင့်မကြီးကုန်းစစ်ကောင်စစ်တပ်တို့စင်အားလက်နက်ခဲယမ်းအပြင်စားနပ်ရိက္ခာတွေတည်ယူပို့ဆောင်လာစဉ် KIA တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်းသိရပါတယ်။ KIA မနစ်တပ်ဟာအမှတ်20တပ်ရင်းနေမြေတနိုင်းလီတို့လမ်းမပေါ်ရှိကျေးရွာတစ်ခုဖြစ်တဲ့လဝကျေးရွာနဲ့တွန်ဘုံကျေးရွာကြားကင်ရူပါတွင်လည်းဧပြီလ9ရက်နေ့12:34မိနစ်အချိန်ခန့်ကစစ်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စစ်တပ်ခလာရ138အင်အား60ခန့်ပါဝင်တဲ့စစ်ရေးလှုပ်ရှားတပ်ဟာလဝလကောင်ကျေးရွာမှတွန်ဘုံခချောင်းဖြက်ကဖခါပါတောအထက်မှစီရေးလှုပ်ရှားလာစေခင်ရူပါရောက် KIA နဲ့ KPDF ပူးပေါင်းတပ်တို့တိုက်ခိုက်ရာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားလာကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲတွေစစ်ကောင်စစ်တပ်မှတိတ်ဆုံးထိခိုက်တဲ့ရရှိမှုတွေရှိခဲ့တာကြောင့်အနီးဝန်းကျင်ရှိကျေးရွာများပဲလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်တာတွေပြုလုပ်နေခဲ့ကြောင်းသတင်းရင်းမြစ်မှသိရပါတယ်။၎င်းစစ်ကောင်စစ်တပ်ခလာရ138လှုပ်ရှားတပ်ဖွဲ့မှဧပြီလ4ရက်နေ့ကစစ်ကောင်စစ်တပ်ခလာရ198တပ်မှထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီးကားမိုင်းလမ်းဘက်ကနေလီဒိုလမ်းဘက်လှုပ်ရှားနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ကဲအိုဆိုရကြီးမှုဖွင့်လှစ်တင်ကြားပေးနေတဲ့မိုင်ဂျာယန်ကောလိပ်ရဲ့တတိယအကြိမ်မြောက်ဘွဲ့နင်းတပင်အခမ်းအနားကိုဧပြီလ4ရက်နေ့ကမုံစုခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဘွဲ့ရမောင်မင်းများဟာ Bachelor of Art in Political Science က9ယောက် Bachelor of Art in English က9ယောက် Bachelor of Art in Environmental Science က10ယောက်Bachelor of Science in Computer က14ယောက်နဲ့ Bachelor of Art in Development Study က10ယောက်အားလုံးပေါင်း44ယောက်ဖြစ်ပါတယ်။မိုင်ဂျာယန်ကောလိပ်ဟာစာပေတင်ကြားပေးရုံတင်မကစိတ်သက်စာရိတ္တကောင်းမွန်ဖို့အသင်းအဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်တတ်ဖို့ပါလေ့ကျင့်တင်ကြားခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်ရှင်သန်ဖွံ့ဖြိုးလာဖို့အတွက်ပြုစုပြိုးထောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ကိုပိုင်စီးပွားရေးလှုပ်ဆောင်ရာမှာဖြစ်စေအစိုးရဌာနတွေမှာတာဝန်ထမ်းဆောင်တာပဲဖြစ်ဖြစ်လူအများနဲ့စံနမူနာယူထိုက်တဲ့တူတွေအနေနဲ့မိုင်ဂျာယန်ကောလိပ်တောင်းရဲ့ဂုံဆောင်ပေးနိုင်သူများဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သွားကြပါဟုကျောင်းအုပ်ကြီးဒေါက်တာဖလာဇော်ဂျပ်ကနေမိန့်ခွန်းပြောကြားခဲ့ပါတယ်။မိုင်ဂျာယန်ကောလိပ်ကို2015ခုနှစ်စက်တင်ဘာလ25ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ရာ Prevention Class Bachelor of Science in Computer Bachelor of Science in Environmental Management Bachelor of Art in Development Study Bachelor of Art in English Study Bachelor of Art in Politicsဘာသာရပ်များကိုတင်ကြားပေးပြီး2020ပညာသင်နှစ်မှာတော့ Diploma in Journalism Program ကိုပါတင်ကြားပေးနေကြောင်းလည်းသိရပါတယ်ရှင်။ပူတောင်မြို့နယ်လုံရှာရန်စွန်ပီယန်ကျေးရွာတင်စစ်ကောင်စစ်တပ်များကဧပြီလ2ရက်နေ့ကစပြီးတပ်စခန်းချကစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူများတိုက်ပွဲတဖန်ပြန်လည်ဖြစ်လာမှာကိုစိုးရိမ်နေရကြောင်းသိရပါတယ်။ဒေသခံရသွားများဟာတောင်ရခင်းများပြုလုပ်နေတဲ့ချိန်စစ်ကောင်စစ်တပ်များကတပ်စခန်းချနေတာကြောင့်တိုက်ပွဲတွေတဖန်ပြန်ဖြစ်လာကတိုက်ပွဲရှောင်ရမှာကိုစိုးရိမ်နေကြပြီးကျေးရွာအတွင်းမှာစစ်ကောင်စစ်တပ်ကတပ်စခန်းချနေတဲ့အကြောင်းကိုစွန်ပီယန်မှရွာသားတဦးကယခုရွာအတွင်းမှာကိုစစ်ကောင်စစ်တပ်ကနေရာယူတပ်စခန်းချနေရာယူထားတာတော့ကျွန်တော်တို့ရွာသားတွေကလည်းရှေ့ဆက်ဘာဖြစ်လာမှာကိုတော့မပြောနိုင်သေးဘူးလို့အခုလိုပြောပါတယ်။လုံရှာရန်ကျေးရွာမှာလည်းစစ်ကောင်စစ်တပ်တပ်မရှိမှတပ်သား100ဝန်းကျင်ခန့်မှာရွာအတွင်းကပြည်သူများ၏နေအိမ်များနှစ်ချင်းဖျားကြောင်မူကြိုကြောင်အဆရှိတဲ့နေရာများတွင်တပ်စခန်းချနေထိုင်ကြပြီးအထက်ကအမိန့်နဲ့လာနေတယ်လို့အကြောင်းကိုအသင်းတော်ကဆရာတွေကိုခေါ်ပြောတယ်လို့ရွာသားထံမှသိရပါတယ်။လုံရှာရန်ကျေးရွာစွန်ပီယန်အင်စီယံမှ
ပြည်သူများအနေနဲ့ဖေဖော်ဝါရီလ3 ရက်နေ့နှစ်ဖက်တိုက်ပွဲကြောင့်တောတောင်များတွင်ထွက်ပြေးတိမ်းရှောင်နေရမှငင်းချင်ရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ PCG ကချင်မျိုးသားတိုင်ပင်ခံဖွဲ့ဝါမာရာနဲ့အတင်းတော်ဆရာများနဲ့ညီနိုင်ဆွေးနွေးပေးမှုဖြင့်မတ်လ22ရက်နေ့တွင်နေရက်ပြန်လာကြပြီးမြစ်ချနာမြို့အတွင်းစစ်ရှောင်နေတဲ့ရွာသားတွေလည်းမတ်လ30ရက်နေ့ကစပြီးနေရက်ကိုပြန်လာကြတာဖြစ်ပေမဲ့စစ်ကြောင်းပြန်ထိုးနေတာကြောင့်တိုက်ပွဲပြန်ဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။၎င်းပြင်လက်ရှိလုံရှာယံဖုန်ကြီးကျောင်းရှိတွင်လည်းပြည်သူစစ်များကလမ်းသွားလမ်းလာပြည်သူများကိုစစ်ဆေးမှုတင်းကျပ်နေတာတွေလည်းရှိကြောင်းရွာသားများထံမှသိရှိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။